Hello အားလုံးပဲမင်္ဂလာပါရှင်။ရှင်စင်းမြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းတစ်ခေါက်မိတ်ဆက်ပေးမှာကြတော့ဒီလိုမျိုးချစ်စရာကောင်းတဲ့မိုးကုတ်ရောင်စုံကျိုးလေးပဲဖြစ်ပါတယ်ရှင်။ဒီတစ်ခါမင်းမိတ်ဆက်ပေးမယ်ရောင်စုံကျိုးလေးပဲဖြစ်ပါတယ်ရှင်။ဒါလေးကကြတော့မိုးကုတ်တပောက်ရောင်စုံကျိုးမှာမင်းကတော့ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဒါလေးကနံပါတ်1ဒါလည်းနံပါတ်2 3 4 5ကျိုးနဲ့မိတ်ဆက်ပေးထားပါတယ်ရှင်။မိုးကုတ်တပောက်ရောင်စုံကိုမှမင်းကတော့ဝစ်ချင်တဲ့မမတွေအတွက်ပေါ့နော်။ဒါလေးကမင်းကတော့ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်။အလေးကကြတော့မိုးကုတ်တပါဝါရောင်စုံကျိုးလေးကိုမှလူငယ်ဆန္ဒလေးကြိုက်တယ်ဒီလိုအလှုပ်ဒီဇိုင်းလေးကြိုက်တယ်ဆိုလို့ရှိရင်တော့အခုမင်းပြပေးတဲ့ဒီကျိုးလေးကိုယူလို့ရပါတယ်ဒီကျိုးလေးကကြတော့အနောက်မှာ adjust ပါရယ်နော်အလေးကကြတော့နှစ်ကုန်းလေးရိုက်ပေးထားတာဖြစ်ပါတယ်အလေးကနံပါတ်1မင်းတို့ကျိုးလေးဖြစ်ပါတယ်ရှင်ကျိုးရှည်လေးကကြတော့22လက်မှဖြစ်ပါတယ်နံပါတ်2မိုးကုတ်ရောင်စုံမင်းကတော့ကျိုးလေးပဲဖြစ်ပါတယ်ကြောက်ကလတ်ဆိုင်ကြီးကြီးလေးနဲ့ခထားပြီးတယ်ကျိုးရှည်လေးက19လက်မှဖြစ်ပါတယ်ရှင့်ကြောက်ရကြောက်သားတအားလာပြီးတော့မိုးကုတ်ရောင်စုံအစင်အတန့်နဲ့ခတ်ပေးထားတယ်ရွှေဆိုလို့ရှိရင်လည်းတန်ကျိုးလေးတွေကိုထူထူချစ်ချစ်လေးနဲ့ခတ်ပေးထားတာဖြစ်ပါတယ်ရှင်နံပါတ်3မင်းကတော့ကျိုးလေးပဲဖြစ်ပါတယ်ကျိုးရှည်လေးက21လက်မှရှိပါတယ်ရှင်နံပါတ်4မင်းကတော့ကျိုးလေးဖြစ်ပါတယ်သူကကြတော့ကြောက်ပွင့်လေးတွေကို3လုံးတစ်စစ်ချားလေးပေါ့နော်3လုံးတန်းလေးခတ်ထားပေးရပါကျိုးအရှိပုံမှန် size 18လက်မလေးပဲဖြစ်ပါတယ်ဒါလေးကနံပါတ်5မင်းကတော့ကျိုးလေးဖြစ်ပါတယ်ရှင်သူလေးတဲ့ကြောက်ကလတ်ဆိုင်ကြီးရယ်နော်သူကကြတော့ကျိုးရှည်က18လက်မပါအရန်ရှည်တာမကြိုက်တဲ့မမတွေအတွက်ပေါ့နော်အကတ်ဒီဇိုင်းမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆွဲလို့ရပါတယ်ကျိုးရှည်က18လက်မဖြစ်ပါတယ်ဒါလေးကတော့မိတ်ဆက်ပေးခဲ့တဲ့ရောင်စုံကျိုးလေးထဲမှာနောက်ဆုံးကျိုးလေးဖြစ်ပါတယ်ရှင်သူကကြောက်လူငယ်ဆန်ပြီးတော့အလုပ်ဒီဇိုင်းလေးဖြစ်ပါတယ်ကျိုးအရှိ18လက်မကိုမှအချက်ကလေးက1လက်မ2ခုပါပါတယ်ဒီနေ့မိတ်ဆက်ပေးခဲ့တဲ့မိုးကုတ်ရောင်စုံကျိုးလေးတွေကိုချမ်းမြေ့တတ်တယ်ဆိုလို့ရှိရင်တော့မင်းတို့ပေးစီပီမှာတကုံးချင်းစီအသေးစိတ်ဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်